မာစာကတော့ရက်ရွာကောင်းကျိုးတွေလုပ်နေတဲ့သူဇနီးကတော့အလောက်ကူတာမတွေ့ရဘူးဒါပေမဲ့အလှပြင်ထားတာနှစ်သမီးလိုပဲနှမသူစားအလှကြီးပဲပြင်မနေနဲ့ကောင်းမှုကုသိုလ်လည်းလုပ်ဦးမောင်ကြီးကလည်းဖုန်ကြီးเจ้าကပြင်းစရာကြီးကိုအဲ့လိုလည်းဘယ်ဟုတ်ပါမလဲနှမရဲ့ဝိပုတ်တီလာစောက်တီတော့ကို့အတွက်ကောင်းကျိုးရတာပေါ့ကဲမောင်ကြီးရဲရွာကောင်းကျိုးသွားလုပ်ဦးမယ်မာစရေအမြန်တိန့်ရှောင်တော့အသင်ကိုဖမ်းဖို့ရဲမတ်တွေအများကြီးဒီဘက်လာနေပြီအသင်တို့ကျွန်ုပ်ဘလို့အပြစ်ကျူးလွန်လို့ဖမ်းရပါသနည်းအသင်သည်လူတွေကိုစီးတုံးတိမ်သွင်းပြီးလူသူလက်နက်စုဆောင်းနေတဲ့တည်င်းရလို့လာဖမ်းတာပဲအဆွေတို့မခူးခံကြလင်ကျွန်ုပ်တို့သည်ရဲရွာကောင်းကျိုးလုပ်ပေးတာပဲရှိတာမစိုးရိမ်ကြလင်မာစာတို့ကိုဖမ်းသွားကြပြီသူတို့ကရဲရွာအတွက်ပဲလုပ်ပေးနေတဲ့သူတွေပါမတရားလိုက်တာဒီလိုလူကောင်းတွေကိုဖမ်းတာမဖြစ်သင့်ဘူးအသင်တို့သည်ပုံကန်ထကြွရန်လူတို့ကိုစီယုံသိမ်းသွင်းသည့်အတွက်မာစနှင့်အပေါင်းအပါတို့ဟာလူမြင်ကွင်းစင်နှင်းတက်စီမာစနဲ့အပေါင်းဖော်တွေကတော့ဒုက္ခရောက်နေကြပြီငါကူညီမှဖြစ်တော့မယ်တဲ့လူမိုက်အများကောင်းကျိုးတည်ပိုးနေတဲ့သူတွေကိုတင်ဖို့ကွက်မြက်ခြင်းနေတယ်ငါလှုပ်လိုက်ရင်တေတော့မယ်တောင်းပန်ပါတယ်နှမင်းကျွန်တော်မျိုးတတဘာစကားယုံညံပြီးလုံမိတာပါခုချက်ချင်းလွတ်ပေးလိုက်ပါမယ်ရဲမတို့ရန်ဆိုင်မာစာနဲ့အပေါင်းဖော်တို့ဟာဘာလို့ချက်ချင်းလွတ်လေဘာလို့နေကြတာလဲလူပုံကန်းဝါမာစလရွာမှာရာသီတို့အလီလီပြောင်းပြီးမာကနှင်အပေါင်းအပါတို့လူတက်တန်းကုံဆုံးပြီးနတ်ပြည်သို့လာကြသောအခါအရှင်သည်လူဘဝတုန်းကလည်းကျွန်ုပ်တို့ပါခေါင်းဆောင်ပါယခုနတ်ပြည်တွင်လည်းအရှင်ပဲခေါင်းဆောင်ပါကောင်းပြီအဆွေတို့ကျွန်ုပ်တို့အရင်ရောက်နေသောသူတို့အားအရင်ဆုံးရှာကြရမယ်အသင်နှစ်သားတို့အသင်တို့ဒီမှာဘာအကြောင်းကြောင့်စူးဝေးနေကြပါသလဲကျွန်ုပ်သိခွင့်ရှိရင်သိချင်ပါတယ်အသင်ကဘသူများပါလဲကျုပ်တို့မှာရှိတဲ့အမှုအခင်းတွေကိုနမင်းဝေပစိတ်တီကဖြေရှင်းပေးမှာကိုစောင့်နေကြတာပါကျွန်ုပ်ရဲ့အမိကမာကလို့ခေါ်ပါတယ်
သူတို့ကတော့လူဘွားမှာတော့ကကျွန်ုပ်ရဲ့မိတ်ဆွေတွေဖြစ်တယ်ဒါနဲ့အခုလိုစောင့်နေကြတာဘလောက်များကြာပါပြီလဲနှစ်သားအပေါင်းတို့ဝေပစိတ်တိနတ်မင်းကိုဒီမှာလာစောင့်နေတာရက်တော်တော်ကြာသွားပါပြီဖြည့်ရှင်းဖို့လိုတဲ့ပြဿနာတွေတော်တော်များနေပါပြီအဆွေတော်မာသားနှစ်သားအတင်တို့ရဲ့ပြဿနာတွေကဘာတွေများပါလိမ့်အမှုတွေများပါတယ်အဓိကကတော့နတ်ဘလူးတွေပါရေကန်တွေဖြတ်နတ်နန်းတွေကိုတင်းယူပြီးတောင်းကျမ်းနေကြပါတယ်အဆွေတော်ဒီလိုအစ်စ်မြင့်တဲ့နတ်ပြည်မှာအခုလိုမျိုးတွေလုံနေတာကိုနတ်ချုပ်ကဘာမှမပြောဘူးလားအတင်နတ်သားတို့အမှန်ပြောရရင်အဲ့ဒီလိုတောင်းကျမ်းနေကြတဲ့နတ်ဘလူးတွေကုန်းမှန်တွေအားလုံးဟာနတ်ချုပ်ဝေပစိတ်တိရဲ့တပည့်အပေါင်းအသင်းတွေပဲနတ်သားမှာကကောင်းပါပြီဒီတော့အတင်တို့ရဲ့နတ်ချုပ်ဝေပစိတ်တိဟာဓမ္မရုံကိုမလာဘူးဆိုရင်အခုအချိန်သူဘယ်မှာများရှိနေနိုင်လဲသူစံမြန်းတဲ့ဝေဇယန္တာပြတာဆောင်ကြီးမှာရှိမှတေးချပါတယ်အဆွေတော်မာဇနတ်သားအတင်တို့ဘသူတွေလဲနန်းဆောင်တဲကိုအခွင့်မရှိပဲဘာလို့ဝင်လာကြသလဲကျုပ်နာမည်မာဇဝင်လာတော့ရောတင်တို့အရှင်ကနတ်သားတွေရဲ့အမှုကိုမဖြေရှင်းပဲဒီမှာဘာလုပ်နေသလဲဟေးမိတ်တက်ကဘာတွေဖြစ်နေတာလဲငါးစီခေါ်လာပြီးဒူးထောက်ကစားခိုင်းစမ်းအကျင့်သီလမစင်ကြဲပဲအကုတ်တုံတွေနဲ့ချီအချိန်ကုန်နေတဲ့သူတွေကိုတော့ဘယ်နည်းနဲ့မှဒူးထောက်ခတ်စားမှာမဟုတ်ဘူးဒါဆိုလဲငါလိုနတ်ချုပ်ကြီးရဲ့အစွမ်းကပြရသေးတာပေါ့အရှိန်ဝေပူစိတဲ့အစင်ပြေရဲ့လားအရှိန်တတိလင်သွားပြီ ငါရဲ့အရှင်ကိုထိခိုက်အောင်လုပ်သူတွေတေပေတော့ အရှင်မာသားအနားယူနေပါဒီနတ်ဘလူးကိုကျွန်တော်မျိုးတာဝန်ယူလိုက်ပါမယ်အဆွေတော်ဝရုဏမလုတ်လေနဲ့ကျွန်ုပ်တို့ဟာ၅ပါးသီလကိုခါဝတ်ပစိုးကဲ့သို့မြဲမြံအောင်စောင့်ထိန်ရပေလိမ့်မယ်ယနေ့မှစနတ်ပြည်အုပ်ချုပ်ရေးအမှုများကိုကျွန်ုပ်ကိုယ်တိုင်ဆောင်ရွက်မည်နတ်ဘလူးတွေကိုမြင့်မို့တောင်အစွမ်းစီတည်ခဲ့ကြကုန်လော့မောင်တို့ကိုချစ်လွမ်းလို့ဘာမှမတားခဲ့တာခုတော့တေရီဆွဲနေပြီငါအမှားပဲအလိုမောင်တော့ဘာများဖြစ်လို့လဲမသိဘူးစိတ်တွေလေးလိုက်တာဘေးကလာတဲ့နတ်ရုပ်တွေလဲနတ်ချုပ်ကြီးနဲ့အပေါင်းပါတွေကိုချက်ချင်းလွတ်ဆန်းငါအကြောင်းသိမယ်မောင်တို့ကို
မပစ်ချပါနဲ့ နတ်သားအပေါင်းတို့ဤမြင့်မြတ်သောနတ်ပုံကုံရစ်မှုဆိုးသွမ်းသောအတူရာတို့မထိုက်ပစ်ချကြကုန်လော့